အားလုံးပဲမင်္ဂလာပါ12ရက်5လ2026အနည96ချိန်မှာ96ပတ်တိကြတဲ့လူကပတ်တိပတ်ပေါ့နော်ပတ်တိပတ်နိုင်ပါတယ်96 95 93 93 98 65 63 63 68ပါ98ရယ်68ရယ် main on ပါဒါကဒီနေ့အတွက်ပါအားလုံးပဲဒီနေ့ပေါက်ကြပါသေး channel လေးကို like and subscribe လုပ်ပြီးတော့ share ပေးကြပါဦးကျေးဇူးအများကြီးတင်ပါတယ်